ချက်ဝနဂါသားရဲဟာဘယင်အစင်သားရဲဖြစ်တဲ့အတွက်တခြားသူထက်အစင်နှိမ့်တဲ့သားရဲတွေကိုအမိန်ပေးနိုင်တယ်။သူ့ရဲ့အတိုက်ပတ်လည်မှာနဂါဥကိုစောက်ရှောက်ဖို့အတွက်သားရဲများပြားကိုအဆောင်အဖြစ်ချထားပြီးအလဲလက်ဖို့အစင်နဲ့ဘိုးအစင်သားရဲတွေလည်းပါဝင်ကြတယ်။အဆောင်သားရဲတွေထဲမှာအလဲလက်အစင်ဂျို36ဝက်သားရဲတွေအများပြားပါဝင်နေပြီးဒီဝက်သားရဲတွေဟာဝက်သားရဲတွေထဲမှာအတမဆုံးဖြစ်ကြတယ်။အဝေးကအဆောက်အဦပြက်တစ်ခုပေါ်မှာတော့စစ်နက်ဖျားနှစ်ယောက်ကအခြေအနေကိုစောင့်ကြည့်နေကြတယ်။ခဏအကြာမှာတော့အဆောက်အဦပေါ်ကနေခုန်ဆင်းသွားပြီးတားရဲတိုက်ဘက်ကိုပြေးထွက်လာခဲ့ကြတယ်။သူတို့နောက်ကနေအခြေအနေစောင့်ကြည့်နေတဲ့လော်ဖုံးကတော့ဒိုင်းကာကိုစိတ်ဝိညာဉ်နဲ့ထိန်းကအပေါ်ကနေခုန်စီးလိုက်ပြီးနောက်ကနေလိုက်ကြည့်နေခဲ့တယ်။နဂါသားရဲဟာရန်သူလာတိုက်တော့မှာကိုအာယုံခံမိတဲ့အတွက်ရှေ့ဆုံးကဝက်သားရဲတွေကိုတိုက်ဖို့အမိန်ပေးလိုက်တယ်။ဝင်းနဲ့လီစစ်နက်ဖျားနှစ်ယောက်လည်းလူစုခွဲလိုက်ပြီးစစ်နက်ဖျားလီကဝက်သားရဲတွေနဲ့တိုက်ခိုက်ကစစ်နက်ဖျားဝန်ကတော့နဂါသားရဲနဲ့တိုက်ခိုက်တယ်။စစ်နက်ဖျားလီဟာသူ့ရဲ့တူကိုဝှေ့ရမ်းလိုက်ပြီးဝက်အုပ်စီကိုပြစ်လွတ်လိုက်တဲ့အတွက်ဝက်သားရဲအများပြားဟာအဝေးကိုလွတ်ထွက်သွားကတိတ်ဆုံးသွားကြတယ်။အဲ့အချိန်မှာပဲဘိုးအစင်ဝက်သားရဲတကောင်ကရုတ်တရက်တိုက်ခိုက်လာတဲ့အတွက်စစ်နက်ဖျားလီလည်းအဝေးကိုလွတ်ထွက်သွားခဲ့တယ်။ပြီးမှပြန်ထလာပြီးအယမ်းမြန်တဲ့အချိန်နဲ့ဝက်သားရဲစီပြေးသွားပြီးတူးနဲ့ရိုက်ကအဆုံးတက်လိုက်တယ်။ဒါကိုအဝေးကစောင့်ကြည့်နေတဲ့လော်ဖုံးကစစ်နက်ဖျားလီရဲ့ခန္ဓာကိုယ်ကျင့်ကြံမှုဟာမိုက်ခရိုအစင်းရောက်နေပြီပဲဟာဆိုကအံ့အားသင့်နေခဲ့တယ်။တစ်ဖက်မှာလည်းစစ်နက်ဖျားဝန်ကိုနဂါသားရဲကလိုက်ပြီးတိုက်ခိုက်နေတဲ့အတွက်ရှောင်းတိန်ရင်းနဲ့လျှက်စီးချေကန်ချက်နဲ့တစ်ချက်ကန်လိုက်တယ်။စစ်နက်ဖျားဝန်တတိမထားမိချိန်မှာနဂါသားရဲကပြန်ထလာပြီးသူ့ရဲ့အမီးနဲ့ရိုက်လိုက်တဲ့အတွက်စစ်နက်ဖျားဝန်လည်းအဝေးကိုလွတ်ထွက်သွားခဲ့တယ်။စစ်နက်ဖျားနှစ်ယောက်ပေါင်းတိုက်ရင်နဂါသားရဲကိုတတ်နိုင်လောက်ပေမဲ့တစ်ဖက်မှာလည်းအဆောင်သားရဲတွေကအယမ်းများတဲ့အတွက်စစ်နက်ဖျားလီကလည်းအစွမ်းကုန်တိုက်နေရတယ်။ဒါကိုအဝေးကနေစောင့်ကြည့်နေတဲ့လော်ဖုံးဟာနဂါရဲ့အာယုံပြန့်သွားအောင်နဂါဥကိုသွားယူဖို့ဆုံးဖြတ်လိုက်တယ်။လော်ဖုံးဟာအဆောက်အဦပြက်တစ်ခုပေါ်ကနေပြီးနဂါအတိုက်ပတ်လဲကအဆောင်သားရဲတွေရဲ့အခြေအနေကိုအကဲခတ်လိုက်တယ်။အတိုက်ကြီးဟာဈေးဝယ်စင်တာပြက်တစ်ခုဖြစ်ပြီးအထက်9ထပ်ရှိတယ်။တစ်ထပ်စီတိုင်းမှာတားရဲတွေအများပြားကစောင့်ကြက်နေကြတယ်။ကရင်ပေါက်ကနေဝင်ရင်မလွဲမသွေတိုက်ခိုက်ခံရမှာဖြစ်တဲ့အတွက်အဆောက်အဦအထက်တိုင်းကိုတွာလာနိုင်တဲ့ဓာတ်လေကအပေါက်ကနေတိတ်လေးဝင်လာခဲ့တယ်။တစ်ထပ်စီလိုက်ကြည့်နေရင်းနဲ့နဂါဥရဲ့တီနေရာကိုလည်းတိလိုက်ရတယ်။ဒါပေမဲ့အပေါ်ကနေစောင့်ကြက်နေတဲ့တားရဲတွေအများကြီးရှိတဲ့အတွက်ဘလို့ယူရမလဲဆိုပြီးအကြံထုတ်နေခဲ့တယ်။ပထမကတော့စိတ်ဝိညာဉ်ဓာတ်ပြန်ကိုတုံးပြီးနဂါဥကိုဖျက်ဆီးပစ်ဖို့ကြံလိုက်ပေမဲ့သူတေသနာအဖွဲ့ကိုပေးလိုက်ရင်ပိုပြီးအကျိုးရှိမယ်လို့တွေးမိတဲ့အတွက်တပြက်တွေကိုကတော့ပုံလုပ်ပြီးနဂါဥကိုယူလိုက်တယ်။လွယ်အိတ်ထဲထည့်ပြီးပြန်ဖို့အလုံးမှာပဲအဆောင်သားရဲတကောင်ကနဂါဥပျောက်သွားတာကိုသတိထားမိတဲ့အတွက်အတန်ကျဲကြီးနဲ့ဘေးနာကသားရဲတွေကိုအချက်ပေးလိုက်တယ်။တခြားသားရဲတွေလည်းအတန်ကျဲကြီးအော်ကနဂါသားရဲကိုလှမ်းပြီးအချက်ပေးလိုက်တဲ့အတွက်နဂါသားရဲဟာစစ်နက်ဖျားတွေနဲ့ဆက်မတိုက်တော့ပဲအတိုက်စီကိုအမြန်ပြန်ပြေးလာခဲ့တယ်။လော်ဖုံးဟာအမြန်ပြေးထွက်ဖို့လုပ်ပေမဲ့တားရဲတွေဝိုင်းထားတာခံနေရတဲ့အတွက်ဓာတ်ပြန်တွေကိုထုတ်လိုက်ပြီးတိုက်ခိုက်ဖို့ပြင်လိုက်တယ်။သူ့စီပြေးလာတဲ့တားရဲတွေကိုဓာတ်ပြန်တွေနဲ့ပစ်လိုက်ပြီးလျှက်စီးဓာတ်နဲ့ပြန်တိုက်ခိုက်လိုက်တယ်။တားရဲတွေဟာအယမ်းများတဲ့အတွက်တိုက်ခိုက်ရင်းလွတ်လန်းရှာကအပြင်ကိုအမြန်ထွက်လာခဲ့လိုက်တယ်။အပြင်ကိုရောက်ချင်းမှာပဲနဂါသားရဲဟာအနောက်ကနေပြီးသူ့ကိုစတင်တိုက်ခိုက်လိုက်တယ်။နဂါသားရဲဟာသူ့ကိုအပေါ်ကနေအားရပါရခုံအုပ်လိုက်ပေမဲ့လော်ဖုံးဟာရှောင်နိုင်ခဲ့တယ်။စစ်နက်ဖျားနှစ်ယောက်ကတရဲကိုစက်တိုက်ဖို့လုပ်ပေမဲ့တားရဲကတော့နဂါဥကိုယူသွားတဲ့လော်ဖုံးကိုပဲမဲနေခဲ့တယ်။သူ့လက်အောက်ကသားရဲတွေကိုစစ်နက်ဖျားတွေနဲ့စက်တိုက်ခိုင်းပြီးလော်ဖုံးနောက်ကိုလိုက်နေခဲ့တယ်။ဘလို့ပဲလွတ်အောင်ပြေးဘရင်အစ်စ်နဂါသားရဲရဲ့မျက်လုံးကနေလုံးဝမလွတ်ပါဘူး။ရွေးစရာမရှိတော့တဲ့အချိန်မှာပဲလော်ဖုံးဟာအကြံတစ်ခုပေါ်လာခဲ့တယ်။အဲ့ဒါကတော့တိမ်တွေပေါ်တက်ပြီးတိမ်တွေရဲ့အကာအကွယ်ယူကာနဂါသားရဲကိုမျက်ခြေဖြတ်ဖို့ဖြစ်တယ်။သူဟာတိမ်တွေပေါ်ကိုအလင်းမြန်တက်သွားပြီးနဂါသားရဲကိုမျက်ခြေဖြတ်လိုက်တယ်။လွတ်သွားပြီဆိုကတပ်ပြင်းချနေတော့မှပဲဝေဟင်သားရဲအုပ်ကြီးဟာသူ့စီကိုအလင်းမြန်ပဲတိုက်ခိုက်ဖို့ရောက်လာတယ်။ဝေဟင်သားရဲတွေကိုဝေဟင်မှာတိုက်တာဟာကိုတက်သေးတာပဲဟုဆိုကမြေပြင်ကိုပြန်ဆင်းဖို့ကြိုးစားလိုက်တယ်။မြေပြင်မှာအစင်တစ်ဆောက်နေတဲ့နဂါသားရဲကတိုက်ခိုက်လာပြန်တဲ့အတွက်လော်ဖုံးလည်းအကျက်ရိုက်နေခဲ့တယ်။အဆောက်အဦကြားတွေထဲပြေးလွှားနေပေမဲ့ဘရင်အစင်နဂါသားရဲကိုလုံးဝမျက်ခြေမဖြတ်နိုင်ခဲ့ဘူး။ရှေ့မှာအဆောက်အဦကြီးတစ်လုံးကိုတွေ့တဲ့အတွက်အထဲမှာဝင်ပုန်းနေဖို့ဆုံးဖြတ်လိုက်တယ်။အပြင်ထွက်တာနဲ့နဂါသားရဲကတိုက်ခိုက်ဖို့အစင်တစ်ဆောက်နေတဲ့အတွက်လုံခြုံတဲ့နေရာကိုဘယ်လိုပြန်ထွက်ရမလဲစဉ်းစားနေခဲ့တယ်။ခဏကြာမှာတော့လော်ဖုံးကမြေအောက်လိုင်ကောင်းတွေကိုသတိရသွားတယ်။
လိုင်ကောင်းကထွက်ရင်နဂါးသားရဲကလုံးဝတတိထားမိမှာမဟုတ်တဲ့အတွက်အဆောက်ဦးကြီးရဲ့လိုင်ကောင်းကနေတဆင့်အပြတ်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်။တစ်ဖက်မှာတော့စစ်နက်ဖျားနှစ်ယောက်ကနဂါးရဲ့အပြုတ်မှုကိုကြည့်ပြီးနဂါးသားရဲရဲ့ဥကိုတယောက်ယောက်ကခိုးသွားပြီဖြစ်ကြောင်းတတိထားမိသွားတယ်။ထိုလူရဲ့အရေးချင်းကလည်းအလဲလက်စစ်နက်ဖျားအဆင့်ရှိမယ်လို့ခံမှန်းပြီးနဂါးသားရဲရဲ့ခြေအားအတိုင်းနောက်ကနေလိုက်လာကြတယ်။တခြားတနေရာမှာတော့လျှက်စီးအသင်းနဲ့ဟူရာအဖွဲ့ခေါင်းဆောင်တို့ဟာလော်ဖုန်းအကြောင်းကိုပြေနေခဲ့ကြတယ်။ဟူရာအသင်းကောင်းဆောင်ကအဖွဲ့ရဲ့နောက်ဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်တဲ့အတွက်အဖွဲ့အတွက်လက်စားချေရမယ်ဆိုပြီးရေရွတ်နေခဲ့တယ်။အဲ့ချိန်မှာပဲသူတို့နဲ့မလန့်မကန့်အပြက်စီးတွေကြားကနေအတန်ထွက်လာတဲ့အတွက်တိုက်ခိုက်ဖို့အစဉ်သင့်ပြင်လိုက်ကြတယ်။လော်ဖုန်းကလည်းရှေ့ကအတားအဆီးတွေကိုဖယ်ပြီးလိုင်ကောင်းကနေထွက်လာခဲ့တယ်။လိုင်ကောင်းအပြင်အရောက်မှာလျှက်စီးအသင်းသားတွေကိုတွေးလိုက်ရတဲ့အတွက်လော်ဖုန်းလည်းထိမ့်လန့်သွားတယ်။အခုလက်ရှိသူစွမ်းအားအရဆိုရင်သူတို့နဲ့ဘလို့မှထိတ်တိုက်ရင်ဆိုင်ဖို့မဖြစ်နိုင်ဘူးဆိုတာကိုလော်ဖုန်းလည်းသိနေခဲ့တယ်။ဟူရအဖွဲ့ကောင်းဆောင်ကအခုတော့ဘယ်ပြေးမလဲဟုဆိုကအာရပါရရင်မောနေခဲ့တယ်။လော်ဖုန်းကလည်းထိတ်တိုက်ရင်ဆိုင်ဖို့လုံးဝမဖြစ်နိုင်မှန်းသိတဲ့အတွက်အရင်ကဖြစ်ခဲ့တာတွေဟာဟူရာအသင်းကြောင့်သာဖြစ်ကြောင်းဝေတာခင်လေးကိုရှင်းပြပြီးတောင်းပန်လိုက်တယ်။ဒါပေမဲ့ဝေတာခင်လေးကသူ့ကိုအရင်ကစော်ကားခဲ့တာတွေအတွက်နဲ့လော်ဖုန်းရဲ့ပါရမီဟာသူ့ထက်ကောင်းနေတဲ့အတွက်တခါတည်းရှင်းပြဖို့ကြံစည်နေခဲ့တယ်။ဘေးနာကစီနီယာစစ်တီကလည်းလော်ဖုန်းရဲ့ကြောပေါ်ကလွယ်အိမ်မှာဘာလဲဆိုပြီးမေးလိုက်တယ်။လော်ဖုန်းထွက်လာတဲ့လိုင်ကောင်းဟာနဂါးသားရဲ့အတိုက်ဘက်ကဖြစ်တဲ့အတွက်နဂါးအတိုက်ကနေဘာတွေခိုးလာလဲဆိုပြီးစိတ်ဝင်စားမေးနေခဲ့တယ်။လော်ဖုန်းကလွယ်အိတ်ကိုအောက်ချပြီးယူလာတဲ့နဂါးဦးကိုပြလိုက်တယ်။နဂါးဦးဟာအနည်းဆုံးတန်း90တန်မိုးရှိကြောင်းပြောလိုက်တဲ့အတွက်တခင်လေးကလွယ်ပြီးကျန်တဲ့သူတွေကစိတ်ဝင်စားသွားကြတယ်။လော်ဖုန်းကအိတ်ကိုအပေါ်ကိုပစ်လိုက်ပြီးစီနီယာစစ်တီတယောက်ကိုတပြက်နဲ့ပစ်လိုက်ပေမဲ့တတိကြီးတဲ့အတွက်မထိမှန်ခဲ့ဘူး။ဟူရာအသင်းကောင်းဆောင်ကအိတ်ကိုလေထဲကနေဖမ်းမိတဲ့အချိန်မှာပဲတခြားစီနီယာစစ်တီတယောက်ကသူ့ကိုဓာတ်နဲ့ထိုးကရှင်းပစ်လိုက်တယ်။အိတ်ကိုဖွင့်ပြီးကြီးလိုက်တဲ့အချိန်မှာပဲတပြက်နှစ်ချောင်းထွက်လာပြီးသူ့ရဲ့လယ်ပင်ကိုထိုးဆိုင်ကတိုက်ခိုက်တဲ့အတွက်တေဆုံးသွားခဲ့တယ်။ကြံနေတဲ့စီနီယာစစ်တီကလော်ဖုန်းကိုလက်သီးနဲ့အာရပါရထိုးကအဝေးကိုပစ်လိုက်တယ်။လော်ဖုန်းရဲ့ခေါင်းကိုကိုငီပြီးရှင်းပစ်ဖို့လုပ်တဲ့အချိန်မှာပဲလော်ဖုန်းဟာအဝေးကနေဓာတ်ကိုထိန်းချုပ်ပြီးပစ်လိုက်တယ်။စီနီယာစစ်တီကတတိထားမိသွားပြီးဓာတ်ပြန်တွေကိုဖမ်းပြီးလော်ဖုန်းကိုပြန်ထိုးဖို့ပြင်လိုက်တယ်။အဲ့ချိန်မှာပဲလော်ဖုန်းနောက်ကနေဓာတ်ပြန်တစ်ချောင်းထွက်လာပြီးစစ်တီတော်ရဲ့ရင်ဝါကိုထိုးဆိုင်ဖောက်ဝင်သွားခဲ့တယ်။အဆောက်အရှောက်စီနီယာစစ်တီတွေလည်းတေဆုံးသွားပြီဖြစ်တဲ့အတွက်ဝေတာခင်လေးတယောက်ပဲကျန်နေခဲ့တယ်။ဝေတာခင်လေးဟာနောက်ခံကြီးမားတဲ့အတွက်လော်ဖုန်းလည်းပြဿနာပိုမှကြီးအောင်လုပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့မာနာကြီးသူပြီးသူကလော်ဖုန်းထက်ပါရမီရှိတယ်ဆိုပြီးမကြေမနက်ဖြစ်ကအနောက်ကနေဓာတ်နဲ့တိုက်ခိုက်ဖို့ကြိုးစားတယ်။လော်ဖုန်းလည်းသူ့ရဲ့ခြေထောက်ကိုဓာတ်ပြက်နဲ့ပစ်လိုက်ပြီးထွက်လာခဲ့လိုက်တယ်။ခဏကြာမှာတော့ထိုနေရာကိုတားရဲတွေရောက်လာပြီးဝေတာခင်လေးကိုဝိုင်းဝန်းကိုက်ဖြတ်စားတောက်လိုက်ကြတယ်။